မင်္ဂလာပါစာဘိုဘင်္ဂလီ channel မှာကြိုဆိုပါရစေမင်္ဂလာပါပရိသတ်ကြီးခင်ဗျာ One Friday Fights 143ရဲ့ခေါင်းတွဲဆိုင်ဖြစ်တဲ့မြန်မာကုံဆောင်ဗရိုနီကာနဲ့ Israel Fighter Shia Kohan တို့ရဲ့ပွဲကတော့ပွဲမစခင်ကတည်းကအတော်လေးကိုအရှင်တက်နေပါပြီဒီပွဲနိုင်တဲ့သူဟာ Champion ခါဘတ်ကိုစိန်ခေါ်ခွင့်ရဖို့တေးကြတဲ့လောက်ရှိနေတဲ့အတွက်ကနှစ်ယောက်စလုံးကနောက်ဆုတ်ပေးမယ့်အနေအထားမရှိပါဘူးသူတို့နှစ်ယောက်စလုံးကပွဲမတိုင်ခင်အင်တာဗျူးတွေမှာဘလို့တွေရဲရဲတင်းတင်းစကားစစ်ထိုးသွားကြလေကြည့်လိုက်ရအောင်အရှင်ဆုံးမြန်မာပရိသတ်တို့ရဲ့အသေးကြော်ဗရိုနီကာကရှီယာကိုဟန်ကိုအခုလိုသုံးသပ်သွားပါတယ်ရှီယာကိုဟန်အကြောင်းတီးထားတာတော့ကြာပါပြီ Fairtex Fight မှာထိုးခဲ့တဲ့ထူမပွဲတွေကြီးခဲ့ရတယ် Fighter ကောင်းတစ်ယောက်ပါပြီးတော့ခင်ဘိုလေးကောင်းတော့ Instagram မှာတော့ follow လုပ်ထားဖြစ်ပါတယ်သူမထိုးတဲ့ style က kickboxing style ဖြစ်ပြီး boxing ထိုးတဲ့နေရာမှာတိတ်ကောင်းလုံးပါတယ် speed လည်းကောင်းတယ်ကျမအမြင်မှာတော့ power ဘိုင်းမှာကိုကပိုတာမယ်ထင်ပါတယ်ဒီပွဲရအတွက် game plan ကကိုယ့်အနေနဲ့ smart ဖြစ်ဖို့လိုပါတယ်ဝူရှူဝါထိုးတဲ့ပုံစံမျိုးမဟုတ်ပဲဖိအားကင်းကင်းနဲ့ပပနတ်နတ်ကစားပြတဲ့ပုံစံမျိုးပေါ့ဖြိုးချင်တဲ့သဘောကအကဲခက်နဲ့အခွင့်အရေးပေါ်လာရင်တော့ဝုန်းပစ်လိုက်မယ်ဆိုတာမျိုးပါပွဲကိုတော့ပြက်ပြက်သားသားနဲ့မှောက်သိပ်ပြတာမျိုးလွတ်ပြခြင်းပါတယ်အဲ့ဒီလိုလွတ်ပြနိုင်ခဲ့ရင်နောက်ပွဲမှာချန်ပီယံခါးပါစင်ခေါ်ခွင့်လည်းရခြင်းပါတယ်ဒီတစ်ခါကပထမဆုံးခံပွဲထိုးရမှာဆိုတော့ကျမအတွက်လည်းအရေးကြီးတယ်မြမအတွက်လည်းအရေးကြီးတယ်ဒါကြောင့်အရင်ပွဲတွေကထက်ပိုပြီးအားပေးကြပါအောင်လို့ပြောချင်ပါတယ်တဖန်မှာလည်း၃ပွဲဆက်ရှုံးပွဲမရှိထားတဲ့ Fairtex ကရှီယာကိုဟန်ကလည်းဗရိုနီကာကိုအခုလိုတုံ့ပြန်သွားပါတယ်ဗရိုနီကာကအရန်တတ်ပါတယ်လို့လူများကပြောကြတယ်ကျမလည်းသူ့လိုပဲတတ်ပါပါတယ်ပရိသတ်တွေအနေနဲ့တိုက်စစ်သမားအချင်းချင်းခေါင်းချင်းဆိုင်ထိုးတာတွေကိုမြင်တွေ့ကြမှာပါအလဲထိုးနဲ့နိုင်မလားအမှတ်နဲ့နိုင်မလားဆိုတာဖြေရခပ်ပင်ပဲကျမရဲ့ပထမဆုံးရည်ရွယ်ချက်ကတော့အလဲထိုးနိုင်ဖို့ပါတယ်ဒီပွဲကကျမအတွက်အရန်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျမပျောက်ကွယ်နေခဲ့တာကြာပြီလေကျမဘလောက်ထိတိုးတက်လာသလဲဆိုတာပြသသွားမှာပါအားလုံးရဲ့တန်တရားတွေကင်းစင်သွားစေရမယ်ပြီးတော့ကျမဟာချန်ပီယံစင်ခေါ်သူနေရာနဲ့ဘာကြောင့်ထိုက်တန့်တယ်လဲဆိုတာကိုလည်းမြင်တွေ့ရမှာပါဒီပွဲက fighter နှစ်ယောက်ရဲ့ရှင်ပြိုင်မှုတင်မကကဘာကျော်ဂျင်ကြီးနှစ်ခုရဲ့အားပြိုင်မှုလို့လည်းဆိုနိုင်ပါတယ် Tiger Muay Thai ဗရိုနီကာလေ့ကျင့်နေတဲ့ဖူးကတ်က Tiger Muay Thai Gym ဟာပြိုင်ဘတ်ကိုအလဲထိုးနိုင်တဲ့တိုက်စစ်ပါဝါနဲ့ conditioning ကိုအဓိကထားတည်ဆောက်ပြီးတဲ့နေရာပါဗရိုနီကာရဲ့မူလမြန်မာရိုးရာလက်ဝဲအခန်းနဲ့ Tiger Muay Thai ရဲ့အဆင့်မြင့်နီးစနစ်တွေပေါင်းစပ်လိုက်တဲ့အခါသူမရဲ့ခြေခံချက်နဲ့လက်သီးတွဲလုံးတွေကပိုပြီးကြောက်စရာကောင်းလာပါတယ်စမကြကြကစားမယ်ဆိုတဲ့ Veronica ရဲ့စကားက Tiger Muay Thai ရဲ့နီးစနစ်ပိုင်းတိုးတက်လာမှုကိုပြသနေတာပါ Fairtex Training Center Shia Kohan တစ်ဖက်မှာ Shia Kohan လေ့ကျင့်နေတဲ့ပတ္တယာက Fairtex Training Center ကတော့ One Championship ရဲ့ Champion ပေါင်းများစွာကိုမွေးထုတ်ပေးထားတဲ့နေရာပါ Fairtex ရဲ့အားသာချက်ကတော့ကျွမ်းကျင်တဲ့မွေးထိုင်းမိစနစ်မြန်ဆန်တဲ့ combo တွေနဲ့ပြိုင်ဘက်ကိုအသက်ရှူပေါက်မပေးဘဲအဆက်မပြတ်ဖိအားပေးကစားနိုင်တဲ့ pressure fight ပုံစံပါပဲရှီယာကိုဟန်ကပွဲစာနေတယ်ဆိုတဲ့အတိုင်းပွဲစကတည်းကတရဆက်ဖိအားပေးလာဖို့ရှိနေပါတယ်။အုံနောက်သုံးပြီးပြင်းပြင်းထန်ထန်ကစားမယ်ဆိုတဲ့ဘရိုနီကာလားအဆက်မပြတ်ဖိအားပေးပြီးကစားမယ်ရှီယာကိုဟန်လားပရိသတ်ကြီးတို့တော့ဒီစကားစစ်ထိုးမှုတွေနဲ့ဂျင်နှစ်ခုရဲ့အားသာချက်တွေကိုကြည့်ပြီးဘသူကအလဲထိုးသွားမလဲလို့ထင်လဲ။ဘရိုနီကာရဲ့ပါဝါကဒုတိယအချီလောက်မှအလုတ်ထစ်သွားပြီးပွဲသိမ်းသွားမလားဒါမှမဟုတ် Junior Fairtex ရဲ့ရှုံးကျွဲရှီယာကိုဟန်ကပဲကိုဆက်သွားမလားတောက်ကြနေညမှာစောင့်ကြည့်အောင်ပါခင်ဗျာ။ပရိသတ်ကြီးရဲ့အမြင်ကိုလည်းအခုပဲ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။နောက်ထပ်ပွဲချိုသုံးသက်ချက်နဲ့ကြည့်ကျင်နေဆိုရင်နော် channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်။အားလုံးပဲကျေးဇူးတင်ပါတယ်။စားချက်လေးတွေရေးပို့ချင်တာဖြစ်ဖြစ်သတင်းဝီသတင်းထူးလေးတွေပေးပို့ချင်တာဖြစ်ဖြစ်စာပို့ဘီကလေးကိုပေးပို့နိုင်ပါတယ်။အစိုးရကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။